န်းကလေးတွေပွင့်ပါပြီဒီဟာမှာစိုက်ထားတဲ့ပန်းကလေးတွေပွင့်ပါပြီအေးရဒီမှာဗျာပန်းကလေးတွေပွင့်ပါပြီမနစ်ကစိုက်ထားတဲ့ပန်းကလေးတွေပွင့်ပါပြီတရပဲဗျာပန်းလေးတွေမြင်စိတ်ချမ်းသာစေတယ်ပန်းလေးတွေမြင်စိတ်ချမ်းသာစေတယ်စပေပန်းတွေလည်းဖိုးနေပါပြီအကုန်လုံးတော့မပွင့်သေးဘူးပေါ့နော်စပေကတော့စပေပန်းလေးတွေဖိုးနေပါပြီခွေနှင်းစီပန်းဖြစ်ပါတယ်ဒါကတော့နှင်းစီပန်းလေးတွေပါပန်းတွေတော့အများကြီးစိုက်ဖို့စီစဉ်ရှိတယ်ပန်းမျိုးစုံစိုက်မယ်ဆိုတော့ကေဟာကိုလှပစေမယ့်အရာတွေဖြစ်တယ်